Bonjour à tous, bienvenue dans mon espace où je partage des informations qui pourraient vous aider. အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာကျွန်တော်က2026စာတင်တဲ့အတွက်ပြင်သစ်မှာကျောင်းလျှောက်ကြမယ်ကျောင်းသူကျောင်းသားတွေအတွက်လိုအပ်မယ်တင်တဲ့ information လေးတွေကိုဒီဗီဒီယိုလေးကနေတစ်ဆင့် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်1အနေနဲ့ကျွန်တော်တို့ကျောင်းလျှောက်မယ်ဆိုလို့ရှိရင်အထက်တန်းအောင်လက်မှတ်တွေလိုအပ်ပါတယ်။မြန်မာနိုင်ငံကနေပြီးတော့ရထားတဲ့အထက်တန်းအောင်လက်မှတ်တွေကိုပြင်သစ်လိုဘာသာပြန်ထားဖို့လိုပါတယ်။ပြင်သစ်လိုစာရွက်စာတမ်းတွေကိုဘာသာပြန်တဲ့နေရာမှာလိုအပ်မဲ့ information တွေကိုကျွန်တော်ရှေ့ဗီဒီယိုလေးမှာသေချာလေးရှင်းပြထားပြီးပြီမို့လို့အဲဒီဗီဒီယိုလေးကိုတွားရောက်ကြည့်ရှုဖို့အကြံပြုလိုပါတယ်။နံပါတ်2ချက်အနေနဲ့ကျွန်တော်တို့ transcript တွေလိုအပ်ပါတယ်။အကယ်၍ကိုကရန်ကုန်မှာတက္ကသိုလ်တစ်ခုခုအောင်မြင်ပြီးမြောက်ထားတယ်ဆိုလို့ရှိရင်အဲဒီတက္ကသိုလ်ကနေပြီးတော့ထုတ်ပေးရမယ်။ transcript တွေလိုအပ်ပါတယ်။နံပါတ်3အနေနဲ့ကျွန်တော်တို့ကပြင်သစ်စာရေးချင်းစစ်စာမေးပွဲတွေအောင်မြင်ထားဖို့လိုအပ်ပါတယ်။ကိုကပြင်သစ်မှာ Bachelor ကျောင်းလျှောက်တယ်ဆိုလို့ရှိရင်တော့ B1 level အနည်းဆုံးရှိရမှာဖြစ်ပြီးတော့ Master Degree အတွက်ကျောင်းလျှောက်တာဆိုလို့ရှိရင်တော့ B2 level အနည်းဆုံးရှိရမှာဖြစ်ပါတယ်။မလေးအချက်အနေနဲ့ CV ပြင်ထားဖို့လိုအပ်ပါတယ်။ကိုယ့်ရဲ့ curriculum vitae ကိုသေချာလေး detail တသက်ရပြင်ဆင်ထားဖို့လိုအပ်ပါတယ်။အဲဒီ CV ထဲမှာကိုကအရင်တုန်းက volunteering experience တွေရှိရဆိုလို့ရှိရင်လည်းသေချာလေးထည့်ရေးဖို့လိုအပ်ပါတယ်။ volunteering experience ဟာပတ်စံမရသည့်တိုင်အောင်အလုပ်လုပ်ချင်စိတ်ရှိတဲ့ curious ဖြစ်တဲ့ motivated ဖြစ်တဲ့ဆိုတာတွေကိုမိမောင်းထိုးပြနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ volunteering experience တွေကိုလည်းလေ့လူမရှုထားဘဲနဲ့သေချာလေး CV ထဲမှာထည့်ရေးဖို့အကြံပြုလိုပါတယ်။နံပါတ်5ချက်အနေနဲ့ကတော့ motivation letter ပါအရေးကြီးဆုံးလို့လည်းပြောလို့ရပါတယ် motivation letter ရေးတဲ့အခါမှာကျွန်တော်တို့ကအခုနောက်ပိုင်း ChatGPT တွေကနေလည်းအများကြီးအထောက်အကူပြုပြီးတော့ရေးလို့ရပါတယ်မှန်ပါတယ်ဒါပေမဲ့ ChatGPT ကနေတိုက်ရိုက် copy paste လုပ်ပြီးတော့အသုံးပြုတာမျိုးမဟုတ်ဘဲနဲ့ကိုလျှောက်တဲ့အကြောင်းကိုတက်မဲ့ဘာသာရဲ့ပုံမှာမူတည်ပြီးတော့ personalize ပြန်လုပ်စီခြင်းပါတယ်နံပါတ်6အနေနဲ့ projet professionnel လို့ခေါ်တဲ့ကိုကဒီကျောင်းမှာဒီဘာသာရဲ့နဲ့ဘွဲရပြီးလို့ရှိရင်ကိုယ့်ရဲ့ community ကိုဘယ်လိုအကျိုးပြုမှာလဲကိုဘာဆက်လုပ်မှာလဲဆိုတာတွေကိုသေချာလေး detail ရေးခိုင်းတဲ့စာတမ်းဖြစ်ပါတယ်နောက်ဆုံးအချက်ကတော့အကြောင်းလျှောက်တဲ့အခါမှာကျွန်တော်တို့တစ်ကြောင်းနှစ်ကြောင်းနဲ့ဘယ်တော့မှမလျှောက်ပါနဲ့အနေရရမ်းများပါတယ်အနည်းဆုံး၄ကြောင်းကနေ၅ကြောင်းထိလျှောက်စီခြင်းပါတယ်ကိုလျှောက်တဲ့ကြောင်းတွေက competitive မဖြစ်ဘူးဆိုလို့ရှိရင်တော့၄ကြောင်း၅ကြောင်းကလုံလောက်ပါတယ်အကယ်၍ကိုလျှောက်တဲ့ကြောင်းတွေကလည်း competitive ဖြစ်တဲ့ကို academic profile ကလည်းအရင် strong မဖြစ်နေဘူးဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့၈ကြောင်းကနေ10ကြောင်းလောက်ထိလျှောက်စီခြင်းပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကပြင်သစ်မှာကျောင်းလျှောက်မယ်ဆိုလို့ရှိရင်အခုနကကျွန်တော်ပြောသွားတဲ့ document တွေနဲ့ information တွေကိုသေချာလေးအချိန်ယူပြီးပြင်ဆင်ဖို့လိုအပ်ပါတယ်။ဒါလို့ဆိုရင်တော့နောက်နေ့မှာကျောင်းလျှောက်ကြမယ်ကျောင်းသူကျောင်းသားတွေလိုအပ်မယ်တင်တဲ့ information လေးတွေပြည့်စုံစုံသိရမယ်လို့ညွှန်လင့်ပါတယ်။အားလုံးပဲ bon chance ပါ။နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ဆုံတွေ့ကြပါမယ်။ À bientôt